ရှင်ချူရဲ့ဘလော့လေးကနေမှပြန်လဲကျူဆူလိုက်ပါတယ်နော်ဘလော့လေးရိုက်မယ်စိတ်ကူးတဲ့အချိန်ကနေ့လယ်ပိုင်းဖြစ်သွားတာနဲ့နေ့လယ်စာလုံနေတဲ့အချိန်လေးကိုပဲစပြီးတော့ရိုက်လိုက်ပါတယ်ပေါ့နော်ဒါလေးကတော့ရန်ကုန်ဘိုးကနေမှချူမနေ့ကယူလာတဲ့အစားအစာလေးတွေကိုပြန်နှွေးပြီးတော့ချူရဲ့နေ့လယ်စာဖြစ်စားသုံးမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့တော့မနက်ခင်းကိုအိမ်မှာပဲနေပြီးတော့အိမ်တန်ရှင်းပါလေးနည်းနည်းလုပ်ပြီးသွားလို့ရှိရင်ဒီဇိုင်းဆွဲစရာရှိတာလေးတွေဆွဲရင်းနဲ့နေ့လယ်စာကိုအိမ်မှာပဲစားမှဖြစ်ပါတယ်ရှင်ဒါလေးကတော့ရန်ကုန်ဘိုးကယူလာတဲ့ချမောင်ကျော်လေးပါရှင်အိမ်မှာ work from home လုပ်ပြီးသွားရင်တော့ချူကခေါင်းသွားလျှော်မှာပဲဖြစ်ပါတယ်ဒီနေ့ကတော့မနေ့ဆိုတော့ချူကားထုတ်လို့မရဘူးပေါ့နော်အဲ့ဒါနဲ့ပဲ grab ငါပြီးတော့ပဲခေါင်းသွားလျှော်လိုက်ပါတယ်ဗီဒီယိုတော့မရိုက်ထားမိလိုက်ပါဘူးရှင်ခေါင်းလျှော်ပြီးသွားပြီဆိုရင်ချူကဆိုင်ကိုဝင်ရမှာပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ရန်ကုန်ဘိုးကကွတ်တီယိုပဲဖြစ်ပါတယ်ရှင်မိုးလေးတွေရွာနေတဲ့အချိန်မှာပူပူဆက်ဆက်လေးစားခြင်းနေရတဲ့ကွက်တီပေါ့နော်ဒါလေးတွေကတော့ရန်ကုန်ဘိုးမှာရောင်းတဲ့ပေါင်မုတ်လေးတွေပဲဖြစ်ပါတယ်ဒီပေါင်မုတ်လေးတွေထုတ်လုပ်တဲ့စက်ရုံဟာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဖြစ်တဲ့ Gloria Jeans Coffee Shop ကိုလည်းနေ့စဉ်နေ့တိုင်းတင်သွင်းပေးနေရတာဖြစ်လို့ရန်ကုန်ဘိုးကပေါင်မုတ်တွေရဲ့ quality ကတော့ပြောစရာလိုမှမထင်ပါဘူးเนาะနောက်ပိုင်းရန်ကုန်ဘိုးမှာဆိုလို့ရှိရင်ငနီတူကြောက်ကြော်ချက်မောင်ကြော်အသားရုကြော်ကြက်မွားကြော်အချူအဆက်ချက်သားတုံးကြော်ဆိုပြီးတော့အချောက်အချမ်းလေးတွေလည်းရောင်းပေးနေပါပြီเนาะလေးတွေကတော့ရန်ကုန်ဘိုးမှာရနိုင်တဲ့အာလာကတ်မီနူးလေးတွေပဲဖြစ်ပါတယ်เนาะမီနူးအစုံတော့ထည့်ဖို့မဆက်နိုင်မို့လို့အနည်းငယ်ကတင်ပြထားခြင်းပဲဖြစ်ပါတယ်ရှင်ပြီးသွားရင်တော့ရန်ကုန်ဘိုးမှာနာမည်အကြီးဆုံးဖြစ်တဲ့ထမင်းပုံစားအတွက်ဟင်းလေးတွေကိုတွားပြီးတော့ကြီးမှာပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ဘက်ကလာဟင်းပါရှင်ဒါလေးကတော့ပဇွန်အဆက်ကြော်ပါဒါလေးကတော့ဝတ်သားအချိုချက်ပါရှင်ဒါလေးကတော့ချက်သားဟင်းပါဒါလေးကတော့ချက်မောင်ကြော်လေးပါရှင်ဒါလေးကတော့ခရမ်းသီးနက်နဲ့ဘဲဥချက်ပါဒါကတော့ငကြင်းကြော်ပါပြီးသွားရင်ဒါချက်သားကြော်ပါချက်စင်းကော့နဲ့ချက်60လဲရပါတယ်ဂျန်နာရီကတော့ဒီရွက်တွေပေါ့နော်ချူရဲ့ A Day in My Life blog လေးကိုကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးအထူးပဲတင်ပါတယ်နော် See you in next video bye